ဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနာကံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမာဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနာကံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမာဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနာကံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမာဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနာကံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမာဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနာကံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမာဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနာကံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမာဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနာကံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမာဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနာကံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမာဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနာကံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမာဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနာကံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမာဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနာကံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမာဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနာကံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမာဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနာကံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမာဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနာကံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမာဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနာကံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမာဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနာကံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမာဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနာကံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမာဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနာကံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမာဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနာကံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမာဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနာကံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမာဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနာကံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမာဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနာ